Hello, Hera Bashi, Dalia Robono, Hera Navaji, Starbucks တောက်ချင်တာရပြီးတော့ grocery shopping ဝယ်ရမှာနဲ့လမ်းသိလို့တခါရတူတူသွားလိုက်တဲ့ဘလော့လေးပါရှင်ခရက်ပြန်လာဆိုတော့ပတ်စံပြတ်တယ်လीเนาะအဲ့တော့အင်ရဖေရရဲလိုက်တည်ပါတယ် Hera ကို cash နဲ့ဒေါ်လာ200ပေးလိုက်တယ်ပေါ့เนาะပုံမှန်ဆိုတော့ Hera banking နဲ့ပဲသုံးတယ်အခုကကျတော့အင်ရ cash ထည့်ပေးလိုက်တာမလို့ဒီ cash လေးယူပြီးတော့ဈေးတော့ဝယ်ပါမယ်ရှင်အိတ်ကတော့ပေါ့နော် Hera ဈေးဝယ်သွားတဲ့ခါကျရင်သူတို့ plastic အိတ်က5 cent ပေးရတဲ့အတွက်မပေးချင်လို့ကိုယ့်အိတ်နဲ့ကိုထည့်သေးဖို့အတွက်ဒီအိတ်ပဲသုံးပါတယ်။ဒါကရှင်းနာရီထိုးကနေဆိုတော့ဒီလိုတော့ဖြစ်နေပါတယ်။ဒါပေမဲ့အေးစေးပါStarbucks က online နေမှာဆိုတော့ Hera ရီကိုမသွားဘဲနဲ့ရင်းနှီး grocery ဝယ်ဖို့ fair price ကိုသွားလိုက်ပါတယ် fair price မှာတော့အစုံပေါ့နော် Hera တငယ်ချင်းမှာတဲ့ပစ္စည်းလေးနဲ့ Hera လိုတဲ့အသီးရွက်ကလေးပဲဝယ်ပါတယ်။ဒီရက်ထဲပေါ့နော် Hera tea တောက်ကလည်းသဘောကျလို့ဒီ limited edition set လေးဝယ်လိုက်ပါတယ်ဒါတော်တော်လေးတန်နေပေါ့နော်။လိုချင်တာလေးယူပြီးတော့ shim တော့မယ်ပေါ့နော်။ပတ်စံ shim မှာတော့မယ်။ဒါကတော့အကျွေးပြန်အမ်းမဲ့အချိန်ကိုစောင့်နေရပါ။ဈေးဝယ်တာပြီးပြီဆိုတော့ခုနမှာထားတဲ့ copy ကို Starbucks မှာသွားယူလိုက်ပါရှင့်ဒီအဲ့ဒါပြီးရင်တော့ MRT ကလေးပတ်စံသွားပြေးလိုက်ပါတယ် Hera မှာ balance တော်တော်လေးလိုနေလို့ပါအဲ့ဒါပြီးရင်တော့အိမ်ပြန်မို့ bus interchange ကိုသွားပါမယ်ဟို Clementi interchange ကနေစီးမှာဆိုတော့ဒါကတော့ bus ဆောင်နေတာပါ bus လာတော့ကျွန်မကလေးဖြတ်ပြီးတော့အိမ်ပြန်လိုက်ပါတော့မယ်ဆိုတော့ဒီနေ့တော့ blog လေးကတော့လောက်ပါပဲကြည့်ရှုပေးရတဲ့ကျေးဇူးပါတတာ